open gap ပုံစံမျိုးပဲရှိတယ်ပြီးတော့2017မှာကျတော့မှကျွန်တော်တို့ကအလောကတိုင်ဂါဖူဇယ်ဒီ2017ဆိုပြီးစတယ်အဲ့အချိန်တော့ဒီမှာကျွန်တော်တို့ကိုယ်ပိုင်ကွင်းမရှိသေးတော့လီတစ်ခုပြီးတော့ open gap တစ်ခုလီတစ်ခု open gap တစ်ခုဒီလိုအဲ့လိုပဲလုပ်နိုင်တော့ဒီကွင်းပြီးသွားတဲ့အချိန်မှာကျွန်တော်တို့အခုဆိုရင်ပြီးခဲ့တဲ့ရာသီဆိုရင်ကျွန်တော်တို့ပြန်ပွဲ9ခုလီအား2ခုဒီက UL2 2ခုလုပ်ခဲ့တယ်ပြီးတော့ကျွန်တော်တို့ championship လုပ်တယ် championship လုပ်တယ်ဒါအမေချက်ကလုပ်တယ် U16 လုပ်တယ်နောက်မိန်းကလေးပွဲလုပ်တယ်ပြန်ပွဲ9ခုပေါ့နော်အဲ့လိုပြန်ပွဲတွေများလာတဲ့အတွက်ပေါ့ကျွန်တော်တို့ဒီဖူဇယ်တော့ကတော့ပါရီအကျိုးသက်ရောက်မှုရှိတယ်ပေါ့နော်ပြီးတော့ပြီးတော့ဒီကွင်းရလာတဲ့အတွက်ပေါ့ဟိုပါရီကဖြစ်တယ်ဘာနံပါတ်1ကတော့အဲ့လိုပြန်ပွဲများများလုပ်တဲ့အတွက်ဒါဖူဇယ်ခုနအကြည့်ပြောသလိုကစားသမားတွေများများထွက်လာတဲ့အပြင်မှာပြိုင်ပွဲကစားသမားဆိုတာပြိုင်ပွဲနဲ့ဟိုအများအားထိတိနေမှာသူတို့ polish လုပ်သူတို့ဖြစ်တာလေဟုတ်လားသူ့ကိုရွေးလာပြီးတော့သူကပွဲမရှိဘူးဆိုရင် training ကြီးပဲလုပ်နေလို့ကတော့သူကဟိုတိုးတက်မှုအဆင်မပြေဘူးပေါ့နော်အဲ့အတွက်လည်းဟိုဦးကြီးတို့ဒီ company နေနဲ့ဒီနှစ်တိုင်းဟို calendar ဆွဲတာပေါ့ calendar ဆိုတော့ EFF2 EFC တို့နဲ့လော့calendar ဆိုရင်ကို local ပြည်တွင်းမှာဖူဇယ်ပြိုင်ပွဲတွေများများလုပ်ဖို့ဒါနှစ်တိုင်း plan ဆွဲထားတယ်ဒါပေမဲ့တစ်ခုတော့ရှိတယ်ဒါပွဲလင်းပြောရင်ကိုယ့်ရဲ့ဖူဇယ်နဲ့တဲတော်မြေ company ကလည်းဟိုပွဲလင်းပြောရင် budget ကိုလည်းကြည့်ရသေးတာပေါ့ဒီပြိုင်ပွဲတွေလုပ်ရင် budget လိုတာဖြစ်တဲ့အတွက်ဟို sponsor ကိုလည်းပြောရတာပေါ့ပြီးတော့ organize လုပ်ရတယ် sponsor တွေလည်းစိတ်ကျဉ်အောင်ဆိုတော့အဲ့လိုအမျိုးနဲ့ပဲ run နေတာဆိုတော့အခုဒါမနစ်ကစတာပေါ့နော်အဲ့ဒီပြိုင်ပွဲတွေဒါဒုတိယနေ့ရောက်ပြီးတော့ဟိုဥက္ကရာဘလောက်လောက်တောင်ပြောလဲဆို9နှစ်စာလောက် plan ဆွဲတာ9နှစ်စာလောက်ကိုဟလာ2000ဟိုဒီ2025 2026 2029စသည်ဖြစ်ပါတော့အဲ့ဒါမျိုး plan ကိုဘယ်နှစ်မှာဗာပွဲလုပ်မယ်ဆိုဆွဲတာဆိုတော့အဲ့ဒါမျိုးတော့ကြိုးစားပြီးတော့လုပ်နေတော့ဒါပေမဲ့ဒါလည်းနောက်ဆုံးကျတော့ budget ကိုလည်းရှာအောင်ပါဦးကြည့်တော့နော် budget ကလည်းအရေးကြီးတော့ဦးကြီးဒီလိုကျွန်တော်တို့ဒီလိုနိုင်ငံစိတ်ဝင်ခွင့်ရလာတော့ဦးကြီးတို့ဘယ်လောက်ထိအခက်အခဲရကျူလာဦးကြီးတို့ဘယ်လိုလေးလာမှုတွေလုပ်ခဲ့တယ်ဘယ်လိုပုံစံနဲ့စောင့်မှတော့ဘယ်နေရာမျိုးတွားပြီးလေးလာခဲ့တာလဲအဲ့ဒီအတွက်ကိုဟိုအရင်တော့ဒီကွေးကိုပူဇာလုံးအကြည့်တော့နောက်ဆုံးဥစောကနေပြီးတော့ဥက္ကဋ္ဌကနေပြီးတော့သူ့ရဲ့ Max company နဲ့ touch ဖြစ်နေတဲ့ architect တယောက်ခေါ်ပေးတယ် foreigner ပေါ့နော်အဲ့ဒီ architect နဲ့ဦးကြည်တို့ပြီးတွေ့တယ်ဦးကြည်တို့ပွဲအဲ့တော့မရပဲအဲ့သူနဲ့အချိန်ချက်လုပ်ပြီးတော့အဲ့ဒီကဦးကြည်ဦးဆောင်ပြီးတော့ဦးကြည်ရဲ့အဲ့ဒီ architect ရဲ့နောက်ဟိုအရင်တော့အတွင်းမှုလုပ်သွားတဲ့ဦးအောင်မော်သိန်းရဲ့နော်၃ယောက်ဦးကြည်တို့ဘန်ကောက်ကို၃ညအိမ်လာမသိဘူးသွားပြီးတော့အဲ့ဒီကအဖွဲချုပ်ကချိတ်ပေးတယ်အဖွဲချုပ်ကချိတ်ပေးပြီးတော့ဒီဘန်ကောက်ဟိုဒီThai Football Federation ကဒီဖူဆယ်တာဝန်ခံတယောက်နဲ့ဦးကြည်တို့ချိတ်ပေးပြီးတော့ဒီမှာ၃ညရေလောက်ကိုဖူဆယ်ကွင်းတွေအကုန်လိုက်လေးလာတယ်ဓာတ်ပုံတွေရိုက်လာတယ်ဗီဒီယိုတွေရိုက်လာပြီးတော့မှသူတို့နဲ့လည်းမီတင်တွေဒီလုပ်ပြီးတော့မှဒီရန်ကုန်ပြန်ရောက်တဲ့အခါမှာဒီအာကီတိုက်ကနေပြီးတော့ဥဆောင်ပြီးတော့သူဒီဇိုင်းအကြံဆွဲတာပေါ့သူဒီဖူဆယ်ကွင်းအတွက်ဒီဇိုင်းအကြံဆွဲပြီးတော့မှဒါဥက္ကဋ္ဌကိုတင်ပါညာပြီးတော့မှအပြန်လာ correction တွေပါလောက်ကြရင်းနဲ့မှဒါအခုဒီကွင်းကြီးထွက်လာတာပေါ့နော်ဆိုတော့အချိန်လေးလဲပေးရတယ်တော်တော်လဲကြိုးစားရတယ်ဥကြည့်ဆိုတော်တော်အားပေါက်နေပြီကိုဖူဆယ်ကွင်းလို့ကျွန်တော်ဥက္ကဋ္ဌကိုမျက်နှာပူနဲ့ပဲဟိုပူစားရတာပေါ့လေပူစားတော့ဥကြည့်အခုလေကျွန်တော်ဒီကွင်းရတယ်ကွင်းမှာလည်းကျွန်တော်တို့ကွင်းကကျွန်တော်တို့ပြန်လုပ်တဲ့ပြန်ပွဲတွေအပြင်ကိုအခြားဌာနတွေရတယ်ပေါ့နော်အခြားဌာနတွေကွင်းလာလာပြီးတော့သူတို့ event တွေကိုဆိုတော့ပြီးကျွန်တော်ဒီဖူဆယ်ကျန်းကင်းဆိုတာလည်းအင်္ဂလိပ်မှာဈေးကြီးတယ်ဟုတ်တယ်ဦးကြီးနေလေဒီကုံဒီဥရတဲ့မှာဖူဆယ်ကျန်းကင်းပေါ်ဟိုအားသာဖနဲ့မဟုတ်ဘဲနဲ့မတက်ဖို့ဒီကွင်းကိုဆွေးနွေးရတဲ့နေမှာပါနေတယ်အဲ့ဒါလည်းဟိုဒါလည်းကောင်းပါတယ်ကြုံလို့ပြောရမယ်ဆိုရင်အရင်တော့ဒီဖူဆယ်ကွင်းတွေမို့ဖူဆယ်ကွင်းရောသူမနာဘောလုံးကွင်းကြီးရောနောက်တကောင်ဘက်ကမြက်ခင်းတူကွင်းတွေရောဗါတွေအကုန်လုံးကဒီဦးကြီးတို့ဒီကွင်းရုံဆိုတဲ့ဌာနရှိတယ်ကွင်းရုံကကြိုင်တယ်ကွင်းရုံကကြိုင်တယ်ဒါပေမဲ့မနစ်ကပဲစပြီးတော့ဥက္ကဋ္ဌဥစောစောကဒါဟိုဒီဖူဆယ်ကိုဘောလုံးပွဲချုပ်ကနေပြီးတော့သူကတီဘောလုံးပွဲချုပ်အောက်မှာမနေဘဲနဲ့သူကတီးတန့်ခွဲထုတ်စေခြင်းတယ်ခွဲထုတ်စေခြင်းပြီးတော့ဖူဆယ်နဲ့တဲတော်မြေကော်မတီဆိုပြီးတော့ပဲ
ကိုယ့်အကို stand လုပ်ပြီးတော့ကိုယ့် budget နဲ့ကိုယ့်ရဲ့ဟို planning နေနဲ့ကိုယ့်ရဲ့စီမံကိန်းနေနဲ့ပြိုင်ပွဲတွေလုပ်တာပေါ့အဲ့လိုမျိုးလုပ်ဆိုပြီးတော့ခိုင်းလိုက်တဲ့အခါကျတော့ဦးကြည်တို့ရဲ့အောက်ကိုရောက်သွားတာပေါ့ဦးကြည်တို့ comedy ရဲ့အောက်ကိုရောက်သွားတာပေါ့နော်ရောက်သွားတော့ခုနညီမပြောသလိုပဲအဲ့လိုပွဲတွေလုပ်တာတွေ့တယ်ဥပမာများသောအားဖြင့်အပြင် private ကျောင်းတွေကနေပြီးတော့ဖူးဆယ်ပြိုင်ပွဲလေးတွေပါလေလာလုပ်ချင်တယ်ဆိုပြီးတော့တပတ်လာ9တာရှိတယ်10ရက်လာ9တာရှိတယ်ဒါမျိုးကတော့ပြဿနာမဟုတ်ဘူးသူကဖူးဆယ်ပြိုင်ပွဲလုပ်တာဖြစ်တဲ့အတွက်ဒါပေမဲ့အပျော်တမ်းကျောင်းသားလူငယ်တွေဖြစ်တော့သူကတကယ်ဖူးဆယ် shoes မစီးနိုင်တော့သူကအနည်းဆုံးသူ campus နဲ့သူကန်ရမယ်ဆိုတော့ဒီလိုမျိုးပြိုင်ပွဲလုပ်တာပြဿနာမဟုတ်ဘူးမယ်တခြားကျန်တဲ့ event တွေပေါ့နော်ခုနပြောသလိုaerobic ပြိုင်ပွဲတို့ judo ပြိုင်ပွဲတို့ဒီပြင်မဆိုင်တဲ့event တွေလုပ်ချင်လို့လာငားတာရှိတယ်လာငားတာရှိတယ်ဆိုတော့အရင်တော့ဦးကြည်တို့ကခုနပတ်စံရတာပဲဆိုငားတယ်ဒါပေမဲ့ခုနညီလေးပြောသလိုပဲပတ်စံရတာတပိုင်းကိုယ်ပြည့်စည်တာတပိုင်းဖြစ်နေတယ်တခါကြလို့ရှိရင်ခုနတောက်ပနတ်တွေနဲ့ရောဘာတွေရောကြုံတဲ့ပနတ်တွေပိုင်းနဲ့တက်ပါညာကိုယ်ပြည့်စည်တော့အခုဦးကြည်တို့ comedy ကတော့နည်းနည်းလေးအဲ့ဒါကိုပြန်ပြီးတော့ထိဖို့ပြန်ကြိုးစားနေတယ်တကယ်အဓိကကတော့လောဆယ်မှာတော့ရှေ့လာမှာဒါစီကိန်းကြီးရှိတာဖြစ်တဲ့အတွက်မိန်းကလေးလည်းစင်းတွေရောယောက်ျားလေးလည်းစင်းတွေရောတက်တန်းလိုက်တွေရော16တို့19တို့ training တွေတောက်လျှောက်လုပ်နေတဲ့အတွက်ကိုင်းကတော့အားချိန်တော်တော်နည်းပါတယ်တော်တော်နည်းတယ်ဒါပေမဲ့တကယ်အားလို့ငားကျင်တယ်ဆိုရင်တော့ခုနလိုမျိုးမဖြစ်အောင်ပေါ့နော်ကိုင်းပျက်စီးမှုနေအောင်တော့ဦးကြီးတို့ကတေချာညှိနှိုင်းမှငားမှာပါနှုတ်ဆိုရင်တော့ရေချေဆိုရင်မငားတော့ဘူးလို့တော့စဉ်းစားရတာပေါ့နော်ဟုတ်ကဲ့အခုနောက်ဆုံးမိဘမတိုင်ခင်မှာစီးကင်းတဲ့ပြင်ဆင်နေတဲ့ကြော်ကြလေးတဲ့ရောမိန်းလေးတဲ့ရောဦးကြီးအနေနဲ့ပါမချက်ပြီးနေတာရှိတယ်မိန်းကလေးတင်းကသူ့ရဲ့ feature ထွက်လာပြီပေါ့နော်မိန်းကလေးတင်းကစောတယ်ဒီဇင်ဘာ12ရက်နေ့မှာကမ်းမယ်နော်နောက်တစ်ခါမိန်းကလေးတင်းကအုပ်စုနှုတ်စုခွဲပြီးတော့အုပ်စုသူ့ရဲ့ grouping စနစ်နဲ့ပဲပုံစံအရင် grouping အဟောင်းပုံစံနဲ့ပဲသွားမယ်ဒါပေမဲ့ယောက်ျားလေးတင်းရကြတော့15ရက်နေ့မှာစက္ကန့်မယ်ပြိုင်ပွဲက15ရက်နေ့စက္ကန့်မယ်ဒါပေမဲ့သူကဒါတော့ပြိုင်ပွဲရဲ့ထုံးစံပေါ့ regulation ရသူက2 day ahead ပြိုင်ပွဲမတိုင်ခင်ကိုအတင်းမစခင်နေ့ရက်ဆိုပြီးသွားမှဖြစ်တဲ့အတွက်ယောက်ျားလေးတင်းက73ရက်နေ့ထွက်မယ်ပြိုင်ပွဲက15ဆိုတော့73ရက်နေ့နေ့လည်းရောက်မယ်အဲ့ဒီမှာဒီနေ့က feature ကိုကြည့်လိုက်တဲ့အခါကျတော့သူကမြန်မာပါဝင်9သိန်းပဲရှိတယ်9သိန်းပဲရှိတော့အဲ့ဒီ9သိန်းကပတ်လေကန်မယ်ပတ်လေကန်ပြီးတော့မှတတိယကို4ပွဲကစားရမှာပေါ့နော်4ပွဲကစားပြီးတော့မှအမှတ်အများဆုံး1နဲ့2ကဒါ final ကစားမယ်နော်3 4ကတော့ဒါတတိယလူပွဲကစားရမှာပေါ့နော်အဲ့တော့ကိုယ့်အတင်းကအရန်ကဆိုနေလို့နံပါတ်5ဖြစ်တယ်ဆိုရင်တော့ပြန်ပေါ့နော်နံပါတ်5ဆိုရင်တော့ပြောပါသူဒီ5သိန်းပဲဆိုတာဟုတ်သို့တော့လည်းလက်ရှိလေ့ကျင့်နေတဲ့အနေအထားနဲ့ဦးကြီးလည်း3ရက်တခါ4ရက်တခါတော့ training ယူလာတယ်လာကြည့်တယ်သူတို့ဒီနီးပြချုပ်ဒီထိုင်းလူမျိုးနဲ့ဟောမြန်မာနီးပြချုပ်ဦးတင်မင်းတို့နဲ့ဟောလိုအပ်တာမေးတယ်ခုနလည်းဝင်ကြည့်တယ်မေးတယ်ဆိုတော့သူတို့ဘက်ကလည်းတော်တော်လေးအားရတယ်ပွဲကလည်းနည်းနည်းကတ်လာပြီးဖြစ်တဲ့အတွက်ဦးကြီးကတော့ကလေးတွေ injury မဖြစ်ဖို့နဲ့နောက်ပြီးတော့စားတာအိတ်တာနေတာထိုင်တာနည်းနည်းကြီးဆိုင်ဖို့ပေါ့နော်ရေချိုးတာပါညာအစအဲ့ဒါလေးပဲကြီးဆိုင်ပေးပါဆိုပြီးတော့မှာခဲ့ပြီးတော့ယောက်ျားလေးကတော့နည်းနည်းလေးစိတ်ကူးရင်လို့ရမယ်လို့ထင်တာပဲဒီစီကိပါပေါ့နော်ဒီကတော့နောက်ဆုံးနေတော့တော့ဒီဖူးဆယ်ဟိုမြန်မာနိုင်ငံမှာဆက်ရောက်ရတဲ့အားပေးနေတဲ့ပြည်သက်တွေတော့ဦးကြီးအနေနဲ့နောက်စားရဆောင်ပေးရတဲ့ဆိုရှင်ပြောရတော့ပါပေါ့အခုဒီဖူးဆယ်နဲ့ပတ်သက်လို့နောက်ခုနပြိုင်ပွဲတွေနေ့တိုင်းလုပ်သွားမယ်အပြင်မှာအခုဦးကြီးတို့ comedy အနေနဲ့ကျောင်းတွေပေါ့ Futsal for School ဆိုပြီးတော့ဒီကျောင်းတွေက state ကျောင်းတွေကနေစပြီးတော့နောက်ခဏအပြင်ကIBC တို့ဘာလို့ပုတ်ကိကကျောင်းတွေပါဒီမှာFutsalပြန်သွားဖို့အတွက်ကိုဦးကြီးတို့လုပ်နေတယ်ဒါမှကျောင်းသားအရွယ်တွေပေါ့နော်ဒါမှတော့14-15နှစ်လောက်ကနေစဆော့တော့မှဒါတပြည့်ပြည့်နဲ့သူတို့ရဲ့
အချိန်တစ်ချိန်ရရတာဟိုအဓိကရည်ရွယ်ချက်ကတော့ဖူးဆဲကိုတနိုင်ငံလုံးတိုင်းတာဟိုပြန့်ပွားနေတာတခုတစ်ခုကတော့အဲ့လိုဒီကျောင်းရွယ်တွေကဆဆော့လာလာခြင်းအဖြစ်တဖြည်းဖြည်းနဲ့နောက်ပိုင်းသူရရည်ရွယ်ချက်ကတော့လေစဉ်အသေးကြီးကို support လုပ်နိုင်မှုသူရဲ့ဘာလို့ဒီအသက်ကရက်နေတာမဟုတ်တော့လေလေစဉ်မှာအခုလေစဉ်ဖြစ်နေတဲ့ဖူဆဲလေစဉ်ဖြစ်နေတဲ့ကစားသမားတွေဟာနောက်2နှစ်3နှစ်4နှစ်ဆိုရင်သူတို့ကညမကန်နိုင်တော့မှာပေါ့နော်အဲ့တော့သူတို့ရဲ့ကစားကြလာတဲ့အခါမှာနောက်ကလူငယ်တွေနဲ့အစားထိုးဖြစ်ဖို့အကြီးတို့အဲ့လိုတော့ plan တွေစစ်စစ်ဆွဲလာတယ်ဒါကြောင့်ဟို user show တို့ user goal လို့ပြန်ဝဲတွေလောက်တာလဲအဲ့ဒါလည်းပါတယ်နောက်တစ်ခုကဒီဖူဆဲကစားသမားတွေတပြည်လုံးပြန့်သွားလာပြီးတော့ဟိုစနစ်မကြမှာဟိုဆိုတာလဲသူရဲ့ဖူဆဲရဲ့ rule time ဟို systematically ကြမစော့နိုင်မှာဆိုလို့ဦးကြီးတို့ဖူဆဲကော်မတီကဒါတနိုင်ငံလုံးရဲ့ဟိုလိုအပ်ရင်လိုအပ်တယ်လို့ပေါ့နော်တလောကဆိုရင်ဟိုမန်လေးကအကူကြီးတောင်းတော့ဒီကနီးပြချုပ်လွတ်ပြီးတော့ဦးကြီးတို့အဲ့မှာတင်တန်းသွားပေးသေးတာပေါ့နော်တို့ဒီလည်းကောင်းမဲ့ဒီပြည့်မျိုးတွေကလည်းလိုအပ်ရင်အချိန်ကြီးဦးကြီးတို့ဖူဆဲနဲ့တဲတောင်မြေကော်မတီကိုဆက်သွယ်ပြီးတော့လိုတဲ့အကူကြီးဖူဆဲဖူဆဲ development ပေါ့ပြောရတယ်ဖူဆဲ development အတွက်လိုအပ်တဲ့အကူကြီးကိုအချိန်ကြီးပြောပါလို့ဦးကြီးဒီကနေပြီးတော့ဟို welcome လုပ်ပါတယ်လို့ဒါပြောချင်ပါတယ်